ဖြစ်ရွေးချယ်ပေးမဲ့ပွဲစဉ်ကတော့ Croatia နဲ့ကျွန်တော်တို့ Slovenia အသင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာကျွန်တော်က Slovenia ကိုကြိုက်တယ် Slovenia အနေဖြင့် Croatia ကိုဘလို့မှဒီပွဲစဉ်မှာ2ဂိုးပြတ်ရှုံးသေးရအကြောင်းမရှိဘူးလို့ယုံကြည်တယ်။ဘာလို့လဲဆိုတော့ဒီပွဲစဉ်က Croatia အတွက်ကမ္ဘာဖလားမတိုင်ခင်နောက်ဆုံးခြေသမ်းပွဲစဉ်ဖြစ်တာကြောင့်ဒီပွဲစဉ်မှာ Croatia အနေဖြင့်အဓိကကစားသမားအများစုကိုအနားပေးပြီးတော့အရန်ကစားသမားတွေနဲ့ပဲကစားကွက်စမ်းရုံတော့ဆော့သွားနိုင်မယ်လို့ယုံကြည်တယ်။ဒါမှက Slovenia အနေဖြင့်ဒီပွဲပြီးတာနဲ့အခြားဘာပွဲမှာကစားဖို့မရှိတာကြောင့်လက်ရှိ Croatia နဲ့ပွဲစဉ်မှာအဓိကကစားသမားတွေနဲ့ Croatia ကိုဒုက္ခပေးသွားနိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့် Slovenia အနေဖြင့်ဒီပွဲစဉ်မှာ Croatia ကိုသူတို့စောင့်နေကြပုံစံအတိုင်းပဲခံသစ်ကို low block ထားပြီးတော့ counter attack တွေနဲ့ပဲ Croatia ကိုဒုက္ခပေးသွားနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာ Croatia အနေဖြင့်ဂိုးရဖို့အတွက်တော်တော်လေးရုံးငံသွားရဖို့ရှိတယ်လို့ယူဆတယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Slovenia ရှုံးခဲ့အောင်မှာတကိုးလောက်နဲ့ပဲကတ်ရှုံသွားတကိုးလောက်နဲ့ပဲကတ်ရှုံနိုင်တာကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့ Slovenia ကိုကြိုက်တယ်ဒါကြောင့်မလို့ဒီနေ့မှာ Croatia နဲ့ Slovenia ပွဲစဉ်မှာ Slovenia ကို free hit အဖြစ်ရွေးချယ်ပေးခြင်းပါတယ်အားလုံးပဲတာပြည့်ရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေမောင်းတဲ့လူချင်းနဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်အားလုံးကျေးဇူးပါ good luck ပါဗျာ